Hello ဒီနေ့တော့အိမ်မှာမဲလွယ်ကူကူနဲ့အရသာရှိချက်စားလို့ရမယ်ခောက်ဆွဲချန်နီလေးကိုမျှဝေပေးရှင်ပါတယ်ရှင်အရင်ဆုံးလိုအပ်တဲ့ပစ္စည်းလေးတွေကိုပြောပြပါမယ်နော်အသင့်စားခောက်ဆွဲ6ထုပ်3ထုပ်ကြက်သွန်ဖြူငရုတ်သီးစိမ်းထောင်းထားသည်သာခရမ်းကျင်သီမုံရင်းရွက်ကြက်ဥနှလုံးငုံဥပြုတ်ကြက်ဥကြောင်ဆော့အချင်သို့မဟုတ်ခရမ်းကျင်သီဆော့တရုတ်နန်းတို့ပဲဖြစ်ပါတယ်အရင်ဆုံးအိုးထဲမှာစီလေးနည်းနည်းထည့်ထောင်းထားတဲ့ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းလေးကိုဝှင်းနေအောင်စီတက်ပါမယ်ပြီးရင်တော့ခရမ်းကျင်သီးလေးထည့်လိုက်မယ်နော်ခရမ်းကျင်သီးလေးနွမ်းသွားပြီဆိုရင်တော့ရေလေးချင်းဒီထည့်လိုက်ပါရေပွက်လာပြီဆိုရင်တော့ခောက်ဆွဲ6ထုပ်လေးထည့်လို့ရပါပြီဒီနေ့တော့3ထုပ်ချက်မှာမို့လို့အမွှေးကြိုင်အရသာထုပ်လေးတွေကိုလည်းအကုန်ဖောက်ထည့်လိုက်မယ်နော်ခောက်ဆွဲသားလေးတွေနှုတ်လာပြီဆိုရင်တော့လီးထားတဲ့မုံရင်းရွက်လေးတွေထည့်ပါမယ်ပြီးရင်တော့စူအောင်ထားပြီးကြက်ဥနှလုံးရဲ့ပြုတ်ထားတဲ့ငုံဥလေးတွေရဲ့ကြက်ဥကြောင်လေးတွေရဲ့ကိုထည့်လိုက်မယ်နော်ကြည်ယူနေတဲ့ပိုက်စားနေပြီမလားပို့ပြီးတော့အရသာရှိသွားအောင်ဆော့ချင်လေးနည်းနည်းထည့်ပါမယ်ချင်းဆက်လေးဆိုတော့ခံတွင်းပို့လိုက်တာပေါ့နောက်ဆုံးအနက်မွှေးလေးဖြစ်အောင်တရုတ်နန်းလေးအပေါ်ကအုပ်လိုက်ရင်တော့တကယ်ကို share အရသာရှိတဲ့ခောက်ဆွဲချက်ပူဆက်လေးရပါပြီရှင်အားလုံးပဲလိုက်ချက်စားကြည့်ဖို့မမိနဲ့အောင်နော်